လူတွေကဆိုရင်မှုမရှိဘဲနဲ့စိတ်နှလုံးအေးချမ်းစွာနေဖို့ကြိုးစားကြတယ်သို့တော့တွေ့တာမှုကိုမစွန့်လွတ်နိုင်သေးတဲ့မြတ်သောကဆိုတာလားနေဥမှာပဲလားနေသေးတဲ့မြတ်စိတ်နှလုံးအေးချမ်းမှုဆိုတာအစစ်အမှန်ရရှိနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆိုတာပါဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမတော်ရဘုရားရဲ့ဒွိတာဝကဥပဒကဥပတိကဘိက္ခုဘိက္ခုနီလို့ဆိုတဲ့မြတ်စွာဘုရားရဲ့တာဝကတွေဘုရားဆုံးမတော်ရမတွေးသင့်တဲ့အတွေးတွေကိုရှောင်ကျင်ဖို့လိုအပ်တယ်တွေးသင့်တဲ့အတွေးကိုသာတွေးပြီးမတွေးသင့်တဲ့အတွေးကိုရှောင်နိုင်မှမိမိတို့လိုအပ်တဲ့ချမ်းသာဒုက္ခတွေကိုရနိုင်မှာဖြစ်တယ်မတွေးသင့်တာတွေတွေးနေသမျှဘယ်တော့မှချမ်းသာဒုက္ခဆိုတာရမှာမဟုတ်ဘူးချမ်းသာဒုက္ခဆိုတာအလိုလျောက်ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ဘူးလောကမှာဘယ်အရာပဲဖြစ်ဖြစ်မှန်ကန်တဲ့အကြောင်းတရားခင်းပြီးတော့ဘယ်အရာမှဖြစ်ပေါ်လာခြင်းမရှိဘူးဒါကြောင့်မို့မတွေးသင့်တဲ့အတွေးနဲ့တွေးသင့်တဲ့အတွေးဆိုတာမိမိတို့ရဲ့နေ့စဉ်ဘဝမှာကွယ်ကွယ်ပြားပြားနားလည်ပြီးတော့တို့တွေမတွေးသင့်တဲ့အတွေးတွေမတွေးမိအောင်တွေးသင့်တဲ့အတွေးတွေကိုသာတွေးမိလေအောင်ဆိုတာနေ့စဉ်လိုက်နာကျင့်သုံးဖို့ကြိုးစားကြရမှာဖြစ်တယ်ပေါ့